so beautiful. Oh boy, it's wonderful. Come. Hello အားလုံးမင်္ဂလာပါခဏထိုင်းမှာထိုင်းအင်ဂျီလက်လာလေးဝင်ပြီးတော့ရိုက်ခဲ့ရ vlog လေးပဲဖြစ်ပါရဲ့ရှင်အားလုံးပဲလိုက်ကြည့်ပေးကြပါဦးဒီဆိုင်မှာဒီထိုင်းအင်ဂျီအရင်များရဲ့ခင်ဗျာမတော်တော်လေးရွေးလိုက်ရပါတယ်မရောခင်ဒီရောအင်ကြီးတော်ကြအောင်ရွေးလိုက်ပြီးတော့ခင်ရတော့ဒီအရောင်လေးပဲရွေးလိုက်ပါတယ်မိတ်ကပ်မပြင်ခဲလို့ရှိရင်မိတ်ကပ်ဆရာမရှိတယ်ပေါ့နော်တို့လည်းပြင်ခဲလို့ရပါတယ်ဒါပေမဲ့ခင်ဒီနဲ့မမကျတော့မိတ်ကပ်ပြင်ရမ်းကြနေမှာဆိုလို့တခါပြင်လာခဲ့ပါတယ်အခုကတော့ spin လုံးမလို့ပေါ့နော်တို့အကုန်လုပ်ပြီး spin အစားမိတ်ကပ်အစားဆိုတော့ spin ကိုကျတော့ခင်ဒီကဒီတိုင်း U ရှင်းလေးပဲပြီးနောက်မှာပလဲပုံစံပန်းကလိုက်ပါတယ်စပင်းလုပ်ပြရတဲ့ငကတ်တွေဆွေးချိုးတွေလက်ကောက်တွေ accessory အကုန်လုံးတို့ဆင်ပေးပါတယ်ပြီးတော့ထီးပြန်ငားလိုက်ပါတယ်ဘာလို့ဆိုခင်ဒီတော့တွားရနေရောဆိုတော်တော်လေးနေပူရပေါ့နော်ပြီးရနဲ့လက်မှတ်ဝယ်ပြီးတော့ထဲဝင်ပါတယ်ထဲမှာတပုံရိုက်ပြရနဲ့အပြင်မှာဘုံပြီးလဲပြီးတော့တပုံရင်းနဲ့လေးရိုက်ခဲ့ပါတယ်။ထဲမှာလည်းအင်ဂျီအပြည့်စုံဝမဝင်လို့ရပါတယ်။ဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက် vlog တင်မှာထပ်တွေ့ကြမယ်။ Bye bye